ဘဒုံးဆိုတဲ့ဂိမ်းကတကဘာလုံးတိုင်းတာနဲ့တန်30ကျော်ရအားရှိပြီးတနက်မသုံးပဲဘုံနေနဲ့တိုက်ခဲ့ရတဲ့ဂိမ်းပဲဖြစ်ပါတယ်။ဒီဂိမ်းဟာပလေယာချင်းချင်းတိုက်ခဲ့ရတာဖြစ်ပြီးပေါင်းနေတဲ့ရန်သူကိုရှာဖို့အတွက်ဆိုနာဆိုတဲ့စကန်ဆက်ကိုသုံးရင်အမျိုးအစားမတူတဲ့ဘုံနေနဲ့တိုက်ခဲ့ရတာပဲဖြစ်ပါတယ်။သူ့နာမည်ကရိုတာဆာကာမိုတိုအသက်က22နှစ်ရှိပြီဖြစ်တဲ့အပြင်တနေ့ကုန်တနေ့ခန့်ဘဒုံးဆိုတဲ့ဂိမ်းကိုအချိန်ပြည့်စော့နေပြီးမိဘလောက်စကုံထိုင်စားနေတဲ့စံကုန်မြည်လေးပဲဖြစ်ပါတယ်24နာရီလုံးဂိမ်းမဲစော့နေခဲ့တာကြောင့်ကဘာအဆင့်10နေရာကိုရောက်လာခဲ့ပေမဲ့အပြင်လောကမှာတော့ဘာမှသုံးစားမရတဲ့စံကုန်မြည်လေးတစ်ကောင်အဖြစ်ပဲရှိနေပါသေးတယ်။ဒါပေမဲ့ဘဒုံးဆိုတဲ့ဂိမ်းလောကထဲမှာတော့သူဟာအကြီးမြတ်ဆုံးအတန်မဆုံးဘသူထက်မှဆိုအလေးပေးခင်ရတဲ့သူဖြစ်ပြီးအဲ့ဒီဂိမ်းထဲမှာပဲကောင်မလေးတစ်ယောက်နဲ့လက်ထပ်ထားပါတယ်။ Start ဆိုတဲ့ဆာလုံကပေါ်လာပြီးဆာကာမိုတိုမျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်ဘယ်ရောက်နေလဲဆိုတာမသိရပဲတကူလုံးနှချင်းကြိတ်ခဲနေပါတယ်။တောအုပ်တစ်ခုရဲ့တစ်ပင်နာမှာလေထီနဲ့တွယ်လောင်းဖြစ်နေတာကြောင့်စင်မရဖြစ်နေတာမို့အော်ဟီပီကူညီတောင်းနေပြီမဲ့ဘသူမှမရောက်မလာပဲရုံးကရင်အောက်ပြုတ်ကြလာပါတယ်။အောက်ရတော့ပဝင်းကြီးကိုလက်ကြည့်လိုက်ပြီးသူဘာကြောင့်ဒီနေရာရောက်နေတာလဲဆိုတာမမတ်မိပဲဖြစ်နေတဲ့အပြင်သူနောက်ဆုံးမတ်မိတာကသူ့အခန်းထဲမှာဂိမ်းစောင်းနေခဲ့တာကိုပဲမတ်မိပါတယ်။ခေါင်းကလည်းသွေးတွေထွက်နေပြီးဖုံးလိုင်းကလည်းမမိတဲ့အပြင်ဘယ်ဖက်လက်မှာဘာမှမသိတဲ့အဆက်ရောက်ဖန်တုံကအသားထဲဝင်နေတာကြောင့်ဆာကာမိုတိုတယောက်လက်နေခဲ့ပါတယ်။ဖန်တုံကိုအသားထဲထည့်ထားပေမဲ့မနာကျင်နေပဲသူ့ကိုကြိုသားတွေကပြန်ပြီးဆဲသွားတယ်လို့ထင်နေတဲ့အချိန်တော်ထိုက်ကအတန်ကြောင့်လှမ်းပြီးနောက်ဆုတ်လိုက်တော့အဲ့တခုကိုတက်နေမိသွားပါတယ်။အဲ့ဒီအိတ်ထဲမှာသူ့ရဲ့ပတ်စံအိတ်ဝစ်စားဘာမှမသိတဲ့အိတ်အဖြူရည်နဲ့သူဝယ်နေကြဆိုင်ကထမင်းပူးနဲ့ဖြော်ရည်တို့ကိုတွေ့လိုက်ရတာမို့ပျော်သွားပါတယ်။ဖြေရည်ကိုတောက်လိုက်ရင်ဘယ်ရောက်နေလဲဆိုတာသိရဖို့အတွက်ရှောက်ပတ်ကြည့်ဖို့ဆုံးဖြတ်လိုက်ပြီးထွက်လာလိုက်ပါတယ်။လမ်းတော့ရှောက်ပြီးတော့အကောင်ပလောင်လေးတွေ့လိုက်ရတာကြောင့်လမ်းဖြတ်ပြီးပြေးထွက်လာရင်ဘာအကြောင်းကြောင့်သူဒီကိုရောက်နေရတာလဲလို့တွေ့နေပါတယ်။ဒီလိုနဲ့ပြေးနေတဲ့အချိန်ချော်လဲပြီးလိမ့်ကျသွားတာကြောင့်ခေါင်းကနာသွားပြီးထားကြည့်လိုက်တဲ့အခါပင်လယ်ပြင်ကိုမြင်လိုက်ရတာမို့ဒီနေရာကဘယ်နေရာလဲလို့អော်လိုက်ပါတယ်။ဆာကာမိုတိုရဲ့အမေကသူ့အတွက်စီပီဖောင်ရေးပြီးကုန်းစုံဆိုင်မှာအလလုံးဖို့ပို့လိုက်တာကိုဆာကာမိုတိုကမကျင်နဲ့ပဲသူကိစ္စကိုဝင်မရှုံဖို့နဲ့သူလိုချင်တဲ့အလောက်ကရှိပြီးသားလို့ပြောရင်အိမ်ဘောကဆင်းသွားတာကိုအမေဖြစ်သူဟာအသက်မပါတဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့ပါတယ်။ဘယ်တငယ်ချင်းအိမ်သွားရမလဲစဉ်းစားနေတဲ့ဆာကာမိုတိုနာကိုဝက်ဆောင်အပြစ်နဲ့လူနှစ်ယောက်ကရောက်လာပြီးမင်းကရိုတာဆာကာမိုတိုလားဆိုပြီးမိခဲ့တဲ့မဲ့ညံတွေကိုဆာကာမိုတိုကတဖြည်းဖြည်းပြန်မဲ့မိလာပါတယ်။အဲ့ဒီအချိန်တုန်းကထပ်ပြေးဖို့စူးစမ်းခဲ့ပေမဲ့တရရောက်တားခဲ့တာကိုအမက်ရပြီးအတင်းမမိဖို့စူးစမ်းပြန်ရင်လည်းခေါင်းကနာလာပါတယ်။အချိန်ကညနေဆောင်သွားပြီးပါလာတဲ့အဆဆလေးကုန်ပြီးမို့မနေ့ဖြန့်ချပါစားရမလဲစဉ်းစားရင်သူနဲ့တူပါလာတဲ့အဲ့ဖြူကိုဖွင့်ကြည့်လိုက်ပါတယ်။အမဲရောင်လေးတာတော့ရှိခုရှိတဲ့အထက်ကတခုကိုယူလိုက်ပြီးခလုတ်ကိုနှိပ်မိသွားတာကြောင့်စက္ကန့်တစ်ဖြည်းဖြည်းရောလာတာကိုကြည့်ရင်ခန်းစားချက်မကောင်းတာမို့2စက္ကန့်လုံးမှာပဲအဝေးကိုလွတ်ပစ်လိုက်ပါတယ်။တုံညာစက္ကန့်ရက်ရောက်ချင်းမှာပဲပောက်ကွဲသွားတာကြောင့်ဒါတွေဟာဘုံပဲဆိုတာဆာကာမိုတိုသိလိုက်ရပြီးဘာကြောင့်သူ့နားမှာဒီလိုဟာတွေရှိနေရတာလဲလို့ပြောရင်အဲ့ဒီဘုံဒီကိုထားပြီးထွက်သွားဖို့လုပ်လိုက်ပါတယ်။သူ့နားကိုလူတွေရောက်လမ်းလျှောက်လာတာကိုမြင်လိုက်ရတော့လက်ပြပြီးသူ့ကိုကူညီပေးလို့ရမလားလို့အော်ပြောလိုက်ပေမဲ့အဲ့ဒီလိုလမ်းပြလိုက်တဲ့အရာကိုငေးကြည့်နေချင်းသူ့ရှိမှပောက်ကွဲသွားတာကြောင့်ဆာကာမိုတိုဟာလွင့်ထွက်သွားပါတယ်။ဘာဖြစ်နေလဲဆိုတာဆာကာမိုတိုနားမလဲတော့ပဲဒီအချိန်နေတိုင်းသာဆုံးထိုလူဟာရန်လူနေတာမို့ရှောင်ထွက်တာကအကောင်ဆုံးပဲလို့တွေ့ရင်ဘုံအိတ်ကိုဆွဲကတောက်ထက်ကိုထွက်ပြေးလာပါတယ်။ထွက်ပြေးနေတဲ့ဆာကာမိုတိုနောက်ကိုထိုလူဟာဘုံတင်နဲ့လိုက်ပြေးနေပြီးထွက်မပြေးဖို့အော်ပြောနေတာကြောင့်သူ့ကိုတတ်ဖို့ကြိုးစားနေတယ်ဆိုတာဆာကာမိုတိုတယောက်နားလည်လိုက်ပါတယ်။ဒီလိုနဲ့ထွက်ပြေးလာရင်လူပီအထင်နဲ့အနောက်ကိုလက်ကြည့်နေတဲ့အချိန်ပောက်ကွဲမှုဖြစ်လာပြီးသူ့ကိုလိုက်တက်နေတဲ့လူကိုတွေ့လိုက်ရတာကြောင့်ဘလို့ရှာတွေ့သွားလဲဆိုတာစဉ်းစားမရပဲဖြစ်နေပါတယ်။ထိုလူကိုပြန်တက်ရမလားဆိုတာကိုဆာကာမိုတိုကဝတ်ခဲမရဖြစ်နေပြီးအရှိတက်တက်နောက်ထပ်ဘုံတစ်လုံးကြားလာမှာပဲသူ့မှာရွေးချယ်စရာမရှိဘူးဆိုတာနားလည်သွားပါတယ်။သူ့ကိုပြန်မတိတ်ပဲထွက်ပြေးနေတဲ့ဆာကာမိုတိုကိုထိုလူဟာနားမလဲတယ်လို့ကြည့်နေတဲ့အချိန်ဘုံတစ်လုံးပြန်ဝဲလာတာကြောင့်အလန့်တကြငုတ်ချောင်းလိုက်ရင်ဘုံကပလင်ထဲကိုကျသွားပါတယ်။ဘာလို့ဘုံကမပောက်ကွဲသွားလဲဆိုတာဆာကာမိုတိုကနားမလဲနေပဲတေချာပြန်စဉ်းစားကြည့်လိုက်မှခလုံးနှရမဲ့ဆိုတာသိလိုက်ရပြီးနောက်ထပ်ဘုံတစ်လုံးထပ်ပြစ်လိုက်ပါတယ်။တေချာချိန်ပြီးပြစ်လိုက်တဲ့ဘုံဟာမြေကြီးနဲ့ထိထိချင်းမပောက်ကွဲသွားတာကြောင့်အလုံးမဖြစ်ဘူးထင်ပြီးဆာကာမိုတိုစိတ်ညစ်နေတဲ့အချိန်စက္ကန့်အနေငယ်ကြာမှဘုံကပောက်ကွဲသွားပါတယ်။ဘုံကိုဘလို့တုံးရမဲ့ဆိုတာမသိပဲပြာခက်နေတဲ့ဆာကာမိုတိုကိုမြင်လိုက်ရတာမို့ဒီအချိန်လေးကိုနားလည်သွားတဲ့ထိုလူဟာချက်ချင်းပြေးလိုက်လာတာကြောင့်ဆာကာမိုတိုကလည်းထွက်ပြေးရပြန်ပါတယ်။သူ့ရဲ့သားကောင်ကိုမျက်ချိတ်ပြတ်သွားလို့စိတ်ညစ်နေတဲ့အချိန်မလုံနဲ့ဆွတဲ့တန်နဲ့တူဆာကာမိုတိုကပေါ်ကနေပေါ်လာပြီးဘာကြောင့်လိုက်တက်နေတာလဲဒီနေရာကဘယ်နေရာလဲဆိုတဲ့မိခွန်းပေါင်းများစွာကိုမေးလိုက်ပါတယ်။မိခွန်းလေးကိုပြန်မဖြေပဲဘာမှမမိနေတဲ့ဆာကာမိုတိုကိုလောင်ရိပ်လိုက်ပြီးအသေးတက်ပြီးမှပဲပြောပြမဲ့လို့ပြောရင်ဘုံနဲ့လမ်းပြလိုက်ပါတယ်။ဘုံကအနာကကြဆောင်ကိုတွားထိသွားတာကြောင့်ပောက်ကွဲလာတဲ့အချိန်နဲ့ဆာကာမိုတိုကအပြုတ်ကျလာပြီးသူဘာလို့ခဲ့လို့ဒီလိုဖြစ်နေတာလဲဆိုတာတွေးမရနိုင်ပဲအသက်လုပြီးထွက်ပြေးရပြန်ပါတယ်။သူ့ကိုလိုက်တက်တဲ့သူကဂျပန်လူမျိုးပဲဖြစ်တာမို့လူမျိုးတူချင်းတက်ညပေးမဲ့ထင်နဲ့လက်မြအရှုံးပေးပြီးမတက်ဖို့ပြောလိုက်တဲ့အချိန်ဘုံတစ်လုံးကသူ့ရှိမှပောက်ကွဲသွားတာကြောင့်ဒီလိုအတွေးဝင်မိတဲ့သူ့ကိုယ်သူစောက်ယူပဲလို့ပြန်ပြောလိုက်ပါတယ်။ဘုံရှိန်နဲ့လွန်းထွက်သွားတဲ့ဆာကာမိုတိုကိုရှာမတွေ့တော့တာကြောင့်ထိုလူဟာထွက်လာခဲ့ဖို့အော်ခေါ်နေပြီးခြုံပိုးအကွယ်မှာပုံနေတဲ့ဆာကာမိုတိုဟာသူ့ရဲ့ပက်ဖက်လက်မှာရှိနေတဲ့ကြောက်တုံးကနေတခုခုခံစားလိုက်ရပါတယ်
အလံတစ်ဖြက်ဖြက်လင်းနေတဲ့အဲ့ဒီကြတောင်းဟာဘဒွန်ဂိမ်းထဲကရန်သူကိုရှာတဲ့ရေတာနဲ့တတ်တုနေတာကြောင့်ဒီပုံစံတိုင်းသာဆိုပုံနေလည်းဘာမှမထူဘူးလို့တွေးမိတဲ့အချိန်အလေးရောင်ဖြတ်ထွက်ပြီးပောက်ကွဲမှုဖြစ်သွားပါတယ်။ဗန်မှာပေါင်းနေတယ်ဆိုတာနေရာတိကျမသိရပေမဲ့ဒီနာတဝိတ်မှာရှိနေတယ်ဆိုတာရေဒါကနဲ့ခန်းစားမိတယ်လို့ထိုလူကပြောနေပြီးပုံနေတဲ့ဆာကာမိုတိုကလည်းဘုံဘော့ကနမက်ရီတဲ့ပုံအရာသူ့ရဲ့ပုံဟာချင်းကဲပုံပဲဆိုတာအခုမှနားလည်လိုက်ပါတယ်။ဘဒွန်ဂိမ်းထဲမှာဆိုရင်ထိုလူမှာရှိတဲ့ပုံဟာခရက်ကာလို့ခေါ်တဲ့ထိဖပုံပဲဖြစ်ပြီးအရာအလုံးဟာဂိမ်းထဲအတိမ်ဖြစ်နေခဲ့တာကိုသိလိကြပါတယ်။အဲ့ဒီဂိမ်းထဲမှာဆိုရင်ဆာကာမိုတိုဟာကမ္ဘာအဆင့်နံပါတ်10အဖွဲ့ရဲ့အဓိကကစားသမားဖြစ်တာမို့သူလုံးနေမှာပါလို့အတင်ပြောဆိုနေပြီမဲ့ဂိမ်းထဲကလိုမျိုးနောက်တစ်ချိန်အသက်ပြန်ရှင်ခွင့်မရှိတာကြောင့်တေးမကြောက်ပြီးတွန်းဆုံနေခဲ့ပါတယ်။အဲ့ဒီချိန်ထိုလူဟာဆာကာမိုတိုဘန်မှာပုံနေလဲဆိုတာအတိအကျမသိတာကြောင့်ပုံနေချိန်များတဲ့6တောက်ဖက်အချမ်းနဲ့ချုံမိုးရှိတဲ့နေရာကိုတပြိုင်နက်ပုံနဲ့ကျဲဖို့လုံးနေတာမို့ဆာကာမိုတိုမှာရွေးချယ်စရာမရှိဖြစ်နေပါတယ်။ဒါကြောင့်ပဲအတန်ကုန်အော်ဟစ်ရင်ပင်လယ်ထက်ကိုဆာကာမိုတိုခုံချသွားတော့ဒါကုန်မြင်လဲရတဲ့ထိုလူဟာလောင်ရွေနေပြီးအသက်ရှူဖို့ရေပေါ်တက်လာတဲ့အချိန်ကြာတပ်ပိမဲ့လို့အော်ပြောနေခဲ့ပါတယ်။တအောင်ကြတော့မြေကြီးထဲမှာချိန်ကဲမှုရှိနေခဲ့တာကိုတတိထားမိလိုက်ပေမဲ့နှစ်စက္ကန့်အချိန်တွင်မရှောင်နိုင်ခဲ့တာမို့ပောက်ကွဲမှုဖြစ်သွားပြီးထိုလူရဲ့အပိုင်းစားတွေဟာပင်လယ်ထက်ကိုကျလာပါတယ်။ခြေပြက်လက်ပြက်တွေကိုမြင်လဲရတာကြောင့်ဆာကာမိုတိုကအန်နေပြီးသူမသက်ပြန်ရင်လည်းသူ့ကိုတတ်မှမို့ဒါဟာသူ့အမမဟုတ်ပဲကိုကကွယ်တာဆိုပြီးတော့သူ့စိတ်သူပြန်နေသိနေပါတယ်။ကန်းချိန်မှာတောင်းလာတင်နေတဲ့ထိုလူရဲ့ဘုံအိတ်တွေကိုသူအသက်ရှင်ဖို့အတွက်ဒါတွေကိုယူသွားရမလားလို့တွေးနေပြီးအပြင်လောကမှာလူတက်ရင်ဂင်ကစားရမှာကိုအခုချိန်နေမယုံနိုင်ပဲသွေးပြတ်နေပါတယ်။သူလှုပ်ချင်တဲ့ဂိမ်းကုမ္ပဏီမှာအလုပ်လျှောက်ခဲ့ပေမဲ့အငင်းခံလိုက်ရပြီးအပြန်ဂိမ်းဆွနေတဲ့အချိန်တခါမှခောက်ပဲဝင်လာတဲ့အမေဖြစ်သူကိုအော်နေခဲ့ပါတယ်။ဆွေမျိုးဖြစ်သူဦးလေးခါဆိုရဲ့ခောက်ဆွဲစိတ်မှာဝင်လို့ဖို့အတွက်သူပြောပေးထားတယ်လို့ဆိုတဲ့အမေဖြစ်သူရဲ့စကားကိုသူလိုချင်တဲ့အလုပ်ရှိတာမို့ဝင်မလျှော့ဖို့ဆာကာမိုတိုကပြောလိုက်ပါတယ်။ဂိမ်းကုမ္ပဏီမှာလုပ်မယ်ဆိုတဲ့အိမ်မက်ကိုမြွတ်ပြီးအပြင်မှာတကယ်အလုပ်စစ်ကိုရှာဖို့ပြောနေတဲ့အမေဖြစ်သူရဲ့စကားကိုဆာကာမိုတိုဟာသီးမခံနိုင်တော့တာကြောင့်သူ့အနာဂတ်ကိုဝင်မစွတ်ဖက်ပဲအခန်းထဲကနေထွက်သွားဖို့ပြောရင်ဂိမ်းခလုံးနဲ့ပြစ်ပေါက်လိုက်ပါတယ်။ဒါတွေဟာအရင်ကဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုအိမ်မက်နေနဲ့ပြန်မြင်နေရတာဖြစ်ပြီးဆန်းချောင်းပြီးမှပြန်နှုတ်လာရင်မနေ့ကစားထားတာတွေကိုပြန်အန်ထုတ်ထားတာကြောင့်ဗိုက်ဆနေခဲ့ပါတယ်။အဲ့ဒီအချိန်ရေခဲတန်ကြာလို့လက်ကြည့်လိုက်တဲ့အခါတန်ရှိလုံးနေတဲ့ရှိုးဝါရောင်စပင်နဲ့မင်္ဂလိကိုတွေ့လိုက်ရပြီးအဲ့ဒီမင်္ဂလိနဲ့အတူအစားအစာတွေပါရှိနေပါတယ်။ဘိတ်လေရန်စနေခဲ့တယ်လို့ရေလေတောက်ချင်နေခဲ့တာကြောင့်မင်္ဂလိရှိတဲ့တစ်ဖက်ကန်ကိုခြေထောက်ဟာသူ့လိုလိုရောက်သွားပြီးဆာကာမိုတိုကိုတွေ့ရတဲ့အဲ့ဒီမင်္ဂလိကယွန်စရာကောင်းတဲ့မတတိတဲ့အကြည့်တွေနဲ့ကြည့်ရင်အနောက်ကိုဆုတ်သွားပါတယ်။